နဲ့စားတဲ့အစားအစာဒီကြခွေဒီကြခွေပါဆောင်နဲ့စားတဲ့ပစ္စည်းခေါကွေးနဲ့စားတဲ့ပစ္စည်းထိတ်မုတ်ကြီးထိတ်ထိတ်မုတ်ကြီးထိတ်ထိတ်Okay. Okay. Emotional damage. နောက်တစ်ခုလားနဲ့စားတဲ့ပစ္စည်းလူလူလက်လက်လက်3ယောက်ရိုက်ခံရမှာ3ယောက်ဟိုယွန်းရင်ပြောလိုက်တာအော်ရင်ပြောရတူပါတယ်အဲ့ဒါအရင်ပြောရင်ပဲယူမှာ 괜찮아. 3ယောက် Okay နောက်ကကြီးနဲ့စားတဲ့အသီးကင်မနီကင်မနီ ကျင်းကတိလိုက်ရတယ်မနဲ့စားတဲ့ဟိုအသီးမယနီမယနီဖိမနောက်ကြပါကကြီးနဲ့စားတဲ့တောက်စရာကောတေရုံးကောတေတမီတတဲ့ Okay နောက်တစ်ခုနားနဲ့စားတဲ့မြို့နမောင်မြို့အလားလားနမောင်မြို့ခါကွေးနဲ့စားတဲ့အစားအစာခေါ်ဆွဲခေါ်ဆွဲ Yeah, boy. I just had to let you know you're